နောက်ထပ်ပြိုင်ပွဲတူကိုဆက်ပြီးတော့ဖိတ်ခေါ်ပေးသားမှာဖြစ်ပါတယ် Ephraim ကျော်ဦးဖြစ်ပါတယ်မောင်လေးဖိတ်ခေါ်ပါရရှင်မင်္ဂလာပါမင်္ဂလာပါကဲအဲ့တော့ဘာသချင်းနဲ့ဒီနေ့ပြိုင်ပွဲဝင်သွားမှာလဲတီးရစရာဝေကြီးရေးထားပြီးတော့မှကိုနေမင်းတီးဆိုထားတဲ့ဘောင်မဝင်တဲ့ကောင်ဆိုတဲ့သချင်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ mood အပြည့်နဲ့fashion လဲကျုံလာရဆို mood အပြည့်နဲ့တချင်းတီးဆိုပေးမှုပိုင်းမှာလဲလုံးဝအမှားရမရှိအမိုက်စားတီးဆိုဖြောပေးနိုင်ပါစေလို့ဆုတောင်းပေးပါရရှင်ဆုနေပြပါစေမေအမေမငါဟာပေးတယ်ပြီးအတော့အသုံးမချတဲ့ကောင်အမြဲတမ်းငါဒုက္ခပေးနေတဲ့ကောင်ငါရင်ကိုနေလို့တလို့ချပြီးတန်နေဖြစ်ခဲ့တာတော့အခုထိငါမုန်းလို့မရနိုင်တဲ့ကောင်တခါတလေငါကိုငါမုန်းတယ်နေကိုချစ်ဆုံးတယ်အေးအေးအေးငါဘာမှတော့မကြတဲ့ကောင်လူဖြစ်ပြီးအကျိုးမရှိတဲ့ကောင်နင်းသေးဆိုသေးရှင်ဆိုရှင်အသက်မပါလာတဲ့ကောင်ငါဘာမှဖြစ်မရှိတဲ့ကောင်အရာရာတိုင်းတော့မဝင်တဲ့ကောင်ဖြစ်သင့်ပါတယ်မုန်းသင့်ပါတယ်မင်းမေအမေမငါဟာပေးတယ်ပြီးအတော့အသုံးမချတဲ့ကောင်အမြဲတမ်းငါဒုက္ခပေးနေတဲ့ကောင်ငါရင်ကိုနေလို့တလို့ချပြီးတန်နေပြစ်ခဲ့တာတော့အခုထိငါမုန်းလို့မရနိုင်တဲ့ကောင်တခါတလေငါကိုငါမုန်းတယ်နေကိုချစ်ဆုံးတယ်အေးအေးအေးငါဘာမှတော့မကြတဲ့ကောင်လူဖြစ်ပြီးအကျိုးမရှိတဲ့ကောင်နင်းသေးဆိုသေးရှင်ဆိုရှင်အသက်မပါလာတဲ့ကောင်ငါဘာမှဖြစ်မရှိတဲ့ကောင်အရာရာတိုင်းတော့မဝင်တဲ့ကောင်ဖြစ်သင့်ပါတယ်မုန်းသင့်ပါတယ်မင်းနာမရှိနေလူဖြစ်ပြီးအကျိုးမရှိတဲ့ကောင်နင်းသေးဆိုသေးရှင်ဆိုရှင်အသက်မပါလာတဲ့ငါဘာမှဖြစ်မရှိတဲ့ကောင်အရာရာတိုင်းတော့မဝင်တဲ့ကောင်ဖြစ်သင့်ပါတယ်မုန်းသင့်ပါတယ်မင်းနာမရှိနေခဲ့တာငါဘာမှတော့မကြတဲ့ကောင်လူဖြစ်ပြီးအကျိုးမရှိတဲ့ကောင်နင်းသေးဆိုသေးရှင်ဆိုရှင်အသက်မပါလာတဲ့ကောင်ငါဘာမှဖြစ်မရှိတဲ့ကောင်အရာရာတိုင်းတော့မဝင်တဲ့ကောင်ဖြစ်သင့်ပါတယ်မုန်းသင့်ပါတယ်မင်းနာမရှိနေခဲ့တာဘာမဝင်တဲ့ကောင်